Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးကတော့ချစ်စုတို့တငယ်ချင်းတွေပေါ့နော်ဘန်ကောက်မှာရှိတဲ့ Brandlet Company မှာတွားပြီးတော့ exclusive tour အနေနဲ့ပေါ့နော်လေ့လာခွင့်ရခဲ့တဲ့အကြောင်းလေးကိုပြန်ပြီးတော့ sharing လုပ်ပေးမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ် Brandlet ကဘန်ကောက်မှာဆိုလို့ရှိရင်ပေါ့နော်ဒီ camera rental ပစ္စည်းတွေ lighting rental ပစ္စည်းတွေအပြင်ပေါ့နော် high speed camera robot တစ်ခုဖြစ်တဲ့ဒီ bot ကိုလည်းပေါ့နော်သူတို့စီမှာငှားလို့ရတာကိုတွေ့ခဲ့ရတယ်အစတော့အဲ့လောက်ကြီး heavy ဖြစ်မှန်းတင်မထားဘူးဒါပေမဲ့ဟိုရောက်တဲ့အခါမှာပေါ့နော်သူတို့စီမှာရှိတဲ့ပစ္စည်းတွေအရန်စုံတယ်ကင်မရာပစ္စည်းတွေငှားလို့ရတဲ့ဒီ permit ဆိုလို့ရှိရင်သူတို့ကိုရောင်တစ်ခုပေါ့နော် lighting အတွက်ဆိုလို့ရှိရင်ကိုရောင်တစ်ခုပေါ့နော်အဲ့လိုတီးတဲ့တနေရာနဲ့တနေရာကိုရောင်ကြီးတွေကိုစောက်ထားတဲ့နေရာဖြစ်တာကိုသိလိုက်ရတယ်ပေါ့နော်ဆိုတော့သူတို့ပထမဦးဆုံးအနေနဲ့ကတော့ပေါ့နော်သူတို့ဒီ channel မှာပဲရှိတယ်ပေါ့နော်စတူဒီယိုကြီးကိုအရင်လေ့လာခွင့်ရခဲ့တယ်ဆိုတော့စတူဒီယိုကဆိုလို့ရှိရင်တော်တော်ကြီးကျယ်တယ်ခေါင်လဲမြင့်တယ်ပေါ့နော်square feet လေးတော်တော်ကြီးတဲ့တကြောင်မို့လို့ဒီထဲမှာပဲ LED တွေပဲဆင် crane တွေနဲ့ပဲရိုက်ဒီကားတွေပါလဲဆိုလို့ရှိရင်လည်းအေးစစ်သွင်းပြီးတော့ရိုက်လို့ရတဲ့စတူဒီယိုအမျိုးအစားကိုတွေ့ခဲ့ရတယ်ပေါ့နော်စတူဒီယိုကတော့ဒါအလွတ်ပဲပေါ့နော်ဘာမှတော့မပါဘူးဆိုတော့ကိုကဒီစတူဒီယိုထဲမှာရိုက်မယ်ဆိုလို့ရှိရင်တော့ transportation အနေနဲ့ပေါ့နော်ပစ္စည်းတည်တဲ့ခါတွေတို့လေးတက်တာမယ်ပစ္စည်းတွေသူတို့စီကနေတခါတည်းအလွယ်တကူလွယ်တကူငှားပြီးတော့အကုန်ရိုက်လို့ရမယ်ပေါ့နော်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်သူတို့စီမှာဒီ random နဲ့ပတ်သက်ပြီးတော့ပေါ့နော် one stop ငှားလို့ရမယ်နေရာတစ်ခုအဖြစ်လဲတွေ့ခဲ့ရတယ်ပေါ့နော်ဆို lighting ဆိုလို့ရှိရင်သူတို့စီမှာပေါ့နော် LED lighting တွေကိုမှဒီ kilowatt အကြီးကိုမှ heavy တွေပေါ့နော် daylight ကိုအေးစစ်နိုင်နေပေါ့နော်LED lighting အကြီးကြီးတွေလည်းတွေ့ခဲ့တယ်အဲ့တော့ဒီ lighting building ကဆိုလို့ရှိရင်သူကနှစ်ထပ်ပေါ့နော်နှစ်ထပ်ဆိုတော့အပေါ်က lighting တွေကိုပြန်ပြီးတော့တည်တဲ့အခါမှာပေါ့နော်သူတို့အရန်ကြီးရတဲ့ကြောင်မို့လို့ခုလိုမျိုးပေါ့နော်အပေါ်တဲ့အောက်ထပ်ကိုအလွယ်တကူတည်လို့ရအောင်သူတို့ဒီလိုအပေါက်လေးနဲ့ဖောက်ပြီးတော့ပေါ့နော်ခြေလေးနဲ့တွေ့ထားတာကိုလည်းသူတို့ပြောပြရဲပေါ့နော်ပြီးတော့ပေါ့နော်သူတို့ဒီကိုရီကိုသူတို့စီမှာရှိရဲကင်မရာတွေအပြင်ပေါ့နော် lens တွေကိုပါအေးစစ်ကိုရီကိုစိတ်ကြိုက်စမ်းခွင့်ပေးရပေါ့နော်ဆိုတော့ကိုကြိုက်တဲ့ကင်မရာကိုကြိုက်တဲ့ lens ကိုသူတို့စီကနေတောင်းပြီးတော့သူတို့ရှေ့တွေမဲ့သူတို့ setup လုပ်ပေးတယ်ကိုရီ DP ကင်မရာသမားတွေကင်မရာ team တွေကလည်းပေါ့နော်စိတ်ကြိုက်စမ်းခွင့်ရခဲ့တယ်ပေါ့နော်ဆိုတော့ lens တွေဆိုလို့ရှိရင် cinema lens anamorphic lens တွေကိုမှပေါ့နော်အမျိုးစုံသူတို့စီမှာပေါ့နော်ဒီ latest တွေကအစရှိရဲပေါ့နော်သူတို့ပြတယ်ပြီးတော့သူတို့ဒီ rental press list တွေချစ်စုတို့ပို့တယ် gaming ငှားမယ်ဆိုလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုး collaboration တွေလုပ်လို့ရတယ် promotion တွေဆိုလို့ရှိရင်လည်းဘယ်လိုမျိုးတွဲပြီးတော့သူတို့စီကယူလို့ရမလဲဆိုတာကိုပါသူတို့ရှင်းပြပေးရပေါ့နော်ဆိုကိုရီတငယ်ချင်းတွေကတော့ပေါ့နော်တော်တော်ကြီးကိုအိမ်နေရပြောခဲ့ရပါတယ်မမြင်ဘူးပါလေလည်းအများကြီးလာခွင့်ရတယ်လို့ပေါ့နော်ကိုရီအနေနဲ့လည်းပေါ့နော်ဒီ project တွေကိုဆက်ပြီးတော့တွားမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုး lens တွေကိုသုံးပြီးတော့ကိုရီဘယ်လိုမျိုး creation လုပ်လို့ရမလဲ lighting တွေဆိုလို့ရှိရင်လည်းဒီပုံမှန်သုံးနေကြ lighting တွေအပြင်ပေါ့နော်ဘယ်လိုမျိုးပြောင်းပြီးတော့သုံးလို့ရမလဲ budget ကိုရောဘယ်လိုမျိုး schedule လုပ်လို့ရမလဲစတာတွေကိုပေါ့နော်ဒီလိုတိုးလုပ်ပြီးတဲ့အခါမှာပို့ပြီးတော့မြင်လာတယ်အချင်းချင်းလည်းပို့ပြီးတော့ဆွေးနွေးဖြစ်လာတယ်ပေါ့နော်ဆိုတော့ဘန်ကောက်မှာလည်းအခုလိုမျိုးပေါ့နော်တိုးတွေကိုတကယ်ချင်းနေနဲ့ဆက်ပြီးတော့တွားဖို့ရှိတဲ့တကြောင်မို့လို့ကိုတွားခဲ့တဲ့အခါရှိလို့ရှိရင်လည်းအခုလိုပဲဗီဒီယိုလေးရိုက်ပြီးတော့အားလုံးကိုပြန်ပြီးတော့မျှဝေပေးပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်